အားလုံးမျိုးခုတော့ပြပြချင်ပါလေအဲ့ဒါပါလဲဆိုတော့ဒီအတန်လေးတပြက်ပြတော့ဖြစ်ပါတယ်အဲ့တန်ကျွန်တော်တိုးမှဖြစ်ပါတယ်ဒီတန်ဘယ်လိုလုပ်လဲဆိုတော့ပတ်သက် position ကဒါမျိုးတော့ပါposition ဘယ်လိုကဒီတန်လောက်တက်မယ်ဆိုအရင်ဆုံးဒီတန်ကိုလောက်တက်ဖို့လိုပါတယ်အဲ့ဒါအားလဲဆိုဒီတန်တင်း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 โอเคအဲ့တန်ရပြီအဲ့တန်ရပြီဆိုလို့ရှိရင်ပတ်သက် position ဒါပြီးတော့အဲ့ဘက်ကတင်းတင်းတင်းအဲ့ပတ်သက်နဲ့အမိုးပတ်သက် position နဲ့အဲ့လိုတင်းတင်းတင်းဆိုရဟောင်းလုပ်လိုက်ပါအဲ့ဆိုဒီဘောအတက်ထားတာပါโอเคနောက်တစ်ခုကဒါမျိုးပါအဲ့ဘယ်လိုလဲဆိုတော့ဒီလိုဖြစ်နေပြီပေါ့နော်အဲ့ဒါစတဲ့လေးမို့လို့ရှိရင်အဲ့တန်ထွက်လာပါလိမ့်မယ်နော်โอเคဒါနောက်တစ်ခုကဘာလဲဆိုတော့ဒီအတက်ဖြစ်ပါတယ်အဲ့တဲ့တော့မဟုတ်ပါဘူးbase တက်ပေါ့ base တက်ဘယ်လိုအလုံးလေးလုပ်တယ်ကနော်နောက်တစ်ခုကဒီတက်ဖြစ်ပါတယ်အဲ့ဒီလိုလေးဆိုတော့ဘာလို့တော့မပိတ်တာပါလေဒီလိုလေးဖောင်းလာလိုက်ဗျာဖောင်းပြီးတော့ရှင်ရေးအတန်ကိုရှူလိုက်အဲ့ဒါပါပဲလောက်တယ်လောက်ပါရပါတယ်ဒီတန်ဘူးလွယ်မထင်တာပဲဒါပေမဲ့ဒီတန်နည်းနည်းတော့ခက်တယ်အပါဆိုအရှိရဟာပါလို့ပြောဘာလဲဒီတန်ကိုကျွန်တော်ကိုနဲ့ဆယ်နေတော့ခေရလုံးကြည့်ရပါတော့ဒါပေမဲ့ဒီတန်အလုံးမဖြစ်တော့ကျွန်တော်လည်းစတဲ့ဆန်းနေပါတော့ခု73နှစ်ရောက်တော့ဒီတန်လွယ်လာပါတော့ဘယ်လိုတန်လို့လဲဆိုတော့လီအောက်နှခမ်းကိုဘယ်လိုတွားနဲ့ချက်လိုက်ကြချက်ပြီးလို့ရှိရင်အဲ့တွားကိုအပေါ်ပြတင်လိုက်ဒီနော်အဲ့တက်ထွက်လာပါလိမ့်မယ်ဒီနေ့ဗီဒီယိုကတော့ပါပဲဘာလို့ဆိုတော့ကျွန်တော်ဒီ Bebop tutorial လေးလည်းလုပ်ပြရဖြစ်ပါတယ်ကျွန်တော်လုပ်ပေးတဲ့ tutorial ကအဲ့တန်ပြီးတော့အဲ့တန်ပြီးရှင်အဲ့တန်၃မျိုးလုပ်ပြတာဖြစ်ပါတယ်နောက်တစ်ခါဘလို့သိချင်တဲ့အတန်လေးကိုလုပ်တဲ့ရင်ကျွန်တော် comment ထဲမှာရှိပြတတ်ပါကျွန်တော်နောက်တစ်ခါတင်မှပြပါတယ်ကျွန်တော်ရဲ့ channel အသစ်လေးကိုလည်း like and subscribe လုပ်တော့ပြီးတောင်းဆိုကြပါခင်ဗျာကဲလို့မယ်tata guys see you right on